အမြဲတမ်းအပြည့်ရဖို့ပြည်တွင်းအကြက်တဲကိုနိုင်ငံအနည်းနဲ့ဖြည့်ရှင်ဖို့မရောက်လိုက်ကိုမိုရီတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အပြစ်ခတ်ရစဲမှုကိုအမြဲတမ်းအတွက်တတန်းတိုးမြင့်သွားဖို့မြန်မာအကြက်တဲကိုနိုင်ငံအနည်းတွေနဲ့ဖြည့်ရှင်ဖို့အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီကအာဏာသိမ်းစစ်ကောင်ဆောင်မရောက်လိုက်ကိုတိုက်တွန်းခဲ့ကြောင်းသိရပါတယ်။မရောက်လိုက်ကဘင်္ဂလားပင်လယ်အော်ကန္နာဆောင်ဤပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဘင်းစတက်ညီလာခံတက်ရောက်ဖို့ထိုင်းနိုင်ငံဘန်ကောက်မြို့တော်ကိုရောက်ရှိနေချိန်မှာမိုဒီနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။အိန္ဒိယဟာမလ28ရက်ကစကိုင်းတိုင်းကိုဗဟိုပြုလုပ်ခတ်ခဲ့တဲ့ကြက်အားပြင်းငလင်ကြီးအပြီးမြန်မာနိုင်ငံကိုကယ်ဆယ်ရေးဖွဲ့တွေအစောဆုံးစီလွတ်ခဲ့တဲ့နိုင်ငံတွေကတခုလည်းဖြစ်ပါတယ်။မိုဒီနဲ့မင်းအောင်လှိုင်တို့တွေ့ဆုံရမှာငလင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆွေးနွေးခဲ့သလိုမိုဒီကငလင်ကြောင့်ကြီးညာထားတဲ့အပြစ်ခတ်ရစဲရေးသဘောတူညီမှုကိုရှေးတို့မဟုတ်ပဲအမြဲတမ်းတည်တတ်တဲ့အခြေအနေဖြစ်သွားစေဖို့တောင်းဆိုခဲ့တယ်လို့သိရပါတယ်။မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကောင်စီက2021ခုနှစ်မှာအာဏာသိမ်းခဲ့တဲ့အချိန်ကတည်းကမြန်မာနိုင်ငံမှာပြင်းထန်တဲ့ပြည်တွင်းစစ်မီးတောင်လောင်ခဲ့ရသလိုနိုင်ငံရဲ့အခြေအနေကကဏ္ဍပေါင်းစုံမှာအဆိုးဆုံးအဆင့်ကိုဆိုင်းဆင်းသွားခဲ့ပါတယ်။မိုဒီကပဋိပက္ခတွေရပ်စဲသွားဖို့ဆိုရင်နိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းမှုတွေကသာရှေ့ကိုရောက်နိုင်မယ့်နည်းလမ်းဖြစ်တယ်လို့မင်းအောင်လှိုင်ကိုပြောကြားခဲ့ပြီးအဲ့ဒီနည်းနဲ့သာယုံကြည်စိတ်ချတဲ့အစုအဖွဲ့ပေါင်းစုံပါဝင်တဲ့ရွေးကောက်ပွဲမျိုးကိုကျင်းပနိုင်လိမ့်မယ်လို့လည်းထောက်ပြခဲ့ကြောင်းအိန္ဒိယအစိုးရပြောရေးဆိုခွင့်ရအရာရှိရန်ဟာဂျိုင်ဝက်ကလူမှုကွန်ရက်မီဒီယာမှာရေးသားထားပါတယ်ငလင်ကြီးအပြီးမှာတော့ကေစိလုပ်ငန်းတွေထိထိရောက်ရောက်လှုပ်ဆောင်နိုင်ဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တိုင်းသားလက်နက်ကိုင်အင်အားစုတချို့ကအပြစ်ရထားမယ်လို့ကြေညာခဲ့ပေမယ့်စစ်ကောင်စီကတော့ငလင်ပေးတဲ့ဒေသတွေအပါအဝင်နိုင်ငံအနှံ့မှာဒီကြောင့်ကနေပုံကျင်းမှုတွေဆက်လက်လှုပ်ဆောင်နေခဲ့တယ်လို့စစ်ကိုဆက်တိုက်မယ်လို့တုံးဝါခဲ့ပါတယ်နိုင်ငံတကာဝေဖန်မှုတွေမြင့်တက်လာမှသာစစ်ကောင်စီကဧပြီလ2ရက်နေ့ကစတင်ပြီးရက်20ကြာအပြစ်ရထားမယ်လို့ထုတ်ပြန်ခဲ့ပါတယ်ဒါပေမဲ့တချို့ဒေသတွေမှာတော့စစ်ကောင်စီတပ်တွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပေါ်နေစေလို့ဒေသခံသတင်းအရင်းမြစ်တွေကဆိုပါတယ်ဒီတော့တွင်ကုလသမဂ္ဂလူအခွင့်ရေးဆိုင်ရာမဟာမင်းကြီးရုံးကစစ်ကောင်စီဟာတော်လိုင်းကိုထောက်ခံတဲ့ငလင်ပေးတဲ့ဧရိယာတွေစီလူသားချင်းစာနာမှုအကူအညီတွေမရောက်နိုင်အောင်တားဆီးပိတ်ပင်နေရလို့ဆွဆွဲထားပါတယ်စစ်ကောင်စီကမတ်လ28ရက်နေ့ငလင်ကြီးအပြီးမှာလေကြောင်းကနေပုံကျဲတာတွေအပါအဝင်တော်လိုင်းအင်အားစုတွေကိုပြစ်မှတ်မထားတိုက်ခိုက်မှု53ကြိမ်လှုပ်ဆောင်ခဲ့ပြီးအဲ့ဒီတဲက16ကြိမ်ဟာအာနာသိန်းစစ်ကောင်ဆောင်ကငလင်ပေးတဲ့ကေစိတွေအတွက်ရပ်ပေါင်း20ကြာအပြစ်ခတ်ရဲစဲမယ်လို့APနေရနေမှာကြီးညာပြီးနောက်ပိုင်းမှာဖြစ်တယ်လို့လည်းOHCHR ကဆိုပါတယ်စစ်ကောင်စီကတော့အဲ့ဒီဆွဆွဲချက်အတွက်တုံ့ပြန်မှတ်ချက်မပေးသေးပါဘူးမင်းအောင်လှိုင်ကဘင်းစတက်ညီလာခံတက်ရောက်ရင်းမိုဒီအပြင်အေရှင်ထိုင်းနိုင်ငံဝင်ကြီးချုပ်ဖီတောင်တန်ရှင်နာဝက်ထရာပါဝင်ဘင်းစတက်ဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေနဲ့လည်းတွေ့ဆုံခွင့်ရခဲ့ပါတယ်ဒါဟာဆိုရွားတဲ့လူခွင့်ရေးချိုးဖောက်မှုတွေကြောင့်နိုင်ငံတကာကဖယ်ကျဉ်ထားတဲ့စစ်ကောင်စီပေါ်အတိမတ်ပြုမှုသဘောမျိုးဖြစ်တာကြောင့်မင်းအောင်လှိုင်ကိုဖိတ်ကြားခဲ့တဲ့ထိုင်းဆိုရပေါ်ပြည်ရင်းပြည်ပဝေဖန်မှုတွေလည်းအပြင်းအထန်ထွက်ပေါ်နေပါတယ်ဆက်လက်ပြီးစစ်ကောင်ဆောင်ကဘင်းစတက်စီဝေးအတွက်ပြင်ဆင်ခဲ့တော့လဲအကျိုးမြတ်မထွက်ပဲစန့်ကျင်မှုတွေသာကြုံတွေ့ခဲ့ရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပတဲ့ဘင်္ဂလားပင်လယ်ော်ဒေသတွင်ကဏ္ဍဆောင်ဤပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်ဘင်းစတက်စီဝေးကိုတက်ရောက်ဖို့စစ်ကောင်ဆောင်ဖို့ကြုံမှုချင်းမရောက်နိုင်အနေနဲ့ပြင်ဆင်ခဲ့တော့လဲအမြတ်မထွက်ပဲစန့်ကျင်မှုတွေသာကြုံတွေ့ခဲ့ရကြောင်းသိရပါတယ်။အဆိုပါဘင်းစတက်ထိပ်သီးအစည်းအဝေးကိုထိုင်းနိုင်ငံကအလှည့်ကျအင်ရှင်ဖြစ်တာဝန်ယူပြီးဧပြီ2ရက်မှ4ရက်ထိဘန်ကောက်မြို့ရှိရှန်ဂရီလာဟိုတယ်မှာကျင်းပရာအာနာသိန်းမြန်မာစစ်ကောင်ဆောင်ပို့ချုပ်မှုကြီးမရောက်နိုင်ကိုပါထည့်သွင်းဖိတ်ကြားထားတဲ့အတွက်စစ်ကောင်စီဘက်ကကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်ခဲ့ကြောင်းလေ့လာသူတွေကဆိုပါတယ်ဒီကိုလာဖို့စစ်ကောင်ဆောင်မရောက်နိုင်ဘက်ကလည်းပြင်ဆင်ရတယ်ထိုင်းတငါဖန်ထားတဲ့၄ဦးလွတ်ပေးတာအပြစ်ရဲ့ကြီးညာတာမျိုးစားတဲ့နိုင်ငံတကာကမေကွန်းထုတ်နိုင်တာတွေအတွက်ကြိုတင်ပြင်လာခဲ့တယ်။ဒါပေမဲ့နိုင်ငံတကာရှုံချမှုရဖို့ဆက်လက်လှုပ်ဆောင်ရအောင်မယ်လို့မြန်မာအရေးလေးလာစောင့်ကြည့်သူတောက်ကပြောပါတယ်။စစ်ကောင်ဆောင်ကပြီးခဲ့တဲ့မလ29ရက်နေ့နှစ်80ပြည့်ဖက်စစ်ဒေါ်လာရင်းနေ၎င်းတို့ခေါ်တက်မတော်နေမှာထိုင်းရှိလုံသား၄ဦးကိုပြစ်ဒဏ်လွန်ငင်းခွင့်ပေးခဲ့တယ်လို့ငလင်ကျောင်း APT ရက်မှ22ရက်ထိယာယီအပြစ်ရမယ်လို့ထုတ်ပြန်ခဲ့ပြီးမှအခုထိုင်းခီးစင်ကိုလာရောက်ခဲ့တာပါ။ဘန်ကောက်မြို့မှာကျင်းပတဲ့ပင်းစတက်စီဝေးကိုစစ်ကောင်ဆောင်ပို့ချုပ်မှုကြီးမရောက်လိုက်တက်ရောက်ခွင့်ရတာက၎င်းတို့အာဏာသိမ်း၄နှစ်ကျော်အတွင်းအင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့မှာကျင်းပခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်ရပြီးတဲ့နောက်ဒုတိယကြိမ်ဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်ဆောင်မရောက်လိုက်တက်ကတော့မရစပူနိုင်ငံတကာမျက်နှာစာကိုတက်ခွင့်ရတာပေါ့နော်။ဒါပေမဲ့သူ့မျက်နှာကသိရှင်းရှင်းလန်းလန်းမရှိပါဘူးလူတွေကသာအကျိုးမြတ်ထွက်မယ်လို့ထင်နေတာမလွယ်ဘူးပြသူ့အတွက်ဘာမှထူးမှမဟုတ်ဘူးလို့တရုတ်မြန်မာရေးလေးလာစောင့်ကြည့်သူဒေါက်တာလာကျော်စောကသတင်းဌာနကိုပြောပါတယ်
အဲ့ဒီအစည်းအဝေးကိုစစ်ကောင်ဆောင်တက်ရောက်ခွင့်ရတော့လဲ၎င်းကိုထိုင်းနိုင်ငံဝန်ကြီးအစင်ကသာလာရောက်ကြိုဆိုပြီးပင်းစတက်အစည်းအဝေးမှာပြသတဲ့ပါဝါပိုင်မှာလည်းမြန်မာစစ်ကောင်ဆောင်လို့ဖော်ပြသုံးနှုန်းထားကြောင်းသတင်းတွေရသိရပါတယ်။ဒါအပြင်နိုင်ငံတကာနဲ့ဒေသတွင်းရှိသတင်းတွေမှာလည်းစစ်အာဏာရှင်အာဏာသိမ်းစစ်ကောင်ဆောင်လို့ထုံးလင့်ဖော်ပြကြသလို၎င်းကိုဖိတ်ကြားခဲ့တဲ့အတွက်ထိုင်းလွှတ်တော်အတွင်းနိုင်ငံတကာတော်လှန်အင်အားစုတွေနဲ့အရက်ဖက်အဖွဲ့အစည်းတွေကဝေဖန်ပြစ်တင်ရှုံချကဆန့်ကျင်ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီကတော့အဆိုပါခီးစဉ်နဲ့ပတ်သက်ပြီးဂုဏ်ယူပွဲဖော်ပြနေတယ်လို့စစ်ကောင်ဆောင်ကလည်းတက်ရောက်လာတဲ့ဘင်းစတက်ဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေနဲ့တွေ့ဆုံရာမြန်မာငလျင်အခြေအနေပြင်၎င်းတို့ပြုလုပ်ရန်ကြိုးပမ်းနေတဲ့ရွှေကောက်ပွဲပြင်ဆင်နေမှုကိစ္စရပ်နဲ့ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာစစ်ကောင်ဆောင်ဦးဆောင်တဲ့စစ်ကောင်စီနဲ့အပေါင်းပါတွေကိုအကြမ်းဖက်မှုလူမျိုးတုံးတပ်ဖြတ်မှုစစ်ရာဆွေးမှုတွေကျူးလွန်နေမှုတို့အတွက်နိုင်ငံတကာကပိတ်ဆို့တန်ခတ်မှုတွေပြုလုပ်ထားသလိုအာဂျင်တီးနားနိုင်ငံတရားရုံးကလည်းရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့စစ်ကောင်ဆောင်ကိုဖမ်းဝရမ်းထုတ်ထားကြောင်းသိရပါတယ်။ AB 4 ရက်နေ့ထိကျင်းပတဲ့ဘင်းစတက်တက်အစည်းအဝေးတက်ရောက်နေတဲ့စစ်ကောင်ဆောင်က AB 4 ရက်နေ့ညရင်းချင်းည9:00 နာရီမှာထိုင်းနိုင်ငံတွန်မောင်းလီစိမ်းမှာတဆင့်နေပြည်တော်ကိုပြန်လည်ထွက်ခွာခဲ့တယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကွာရန်တီကျွန်းမှာတာခုတ်ခံရတဲ့စစ်ကောင်စီဗိုလ်မှူးမင်္ဂလာတော်စစ်စေးရုံကိုလွှဲပြောင်းစဉ်တည်ဆုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တာခုတ်ခံရပြီးဒဏ်ရာပြင်းထန်စွာရရှိသွားတဲ့စစ်ကောင်စီဗိုလ်မှူးကိုမင်္ဂလာတော်စစ်စေးရုံကိုလွှဲပြောင်းကုသစဉ်တည်ဆုံသွားကြောင်းသိရပါတယ်။ငပူတော်မြို့နယ်မကြီးစင်ကျေးရွာငပြောကျောင်းတွင်ကုန်တင်ဆက်လီဒဇင်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးထားပြီးတဲ့နောက်ငရုတ်ကောင်းမြို့ကိုပို့ဆောင်စဉ်ဆက်လီပေါ်ပါသူတွေမှပြန်လည်ခုခံရစစ်ကောင်စီတပ်မှဗိုလ်မှူးတအုပ်နဲ့ရဲတပ်သားတအုပ်တို့တည်ဆုံခဲ့ကြောင်းသိရပါတယ်။အဆိုပါဖြစ်စဉ်မှာတာခုတ်ခံရပြီးဒဏ်ရာပြင်းထန်စွာရရှိထားတဲ့စစ်ကောင်စီဗိုလ်မှူးကိုမင်္ဂလာတော်စစ်စေးရုံကိုလွှဲပြောင်းကုသစဉ်တည်ဆုံခဲ့တာဖြစ်ပါတယ်။ငရုတ်ကောင်းမြို့ကိုဒီမနက်ပဲတတင်ရောက်လာတဲ့ဗိုလ်မှူးကတော့ရန်ကုန်စစ်စေးရုံကိုအပို့မှာဆုံးသွားပြီလို့ဒေသခံတအုပ်ကပြောပါတယ်။ဆက်လီကိုဖမ်းဆီးခေါ်ဆောင်တဲ့စစ်ကောင်စီတပ်မှဗိုလ်မှူးရဲတပ်သားနဲ့ထွေအုပ်စင်ရဲတို့ကိုဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးရဲတပ်သားမိုးထက်ဝလာကျော်ကငရုတ်ကောင်းစေးရုံရောက်မှတည်ဆုံခဲ့ကစစ်ကောင်စီဗိုလ်မှူးမှပသိမ်စေးရုံမှာမင်္ဂလာတော်စစ်စေးရုံကိုပို့ဆောင်စဉ်တည်ဆုံခဲ့တာဖြစ်ပါတယ်။အဆိုပါဖြစ်စဉ်မှာပါဝင်သူတွေဘက်မှဗိုလ်မှူးနဲ့ရဲတပ်သားတို့ရဲ့လက်နက်တွေကိုယူဆောင်ပြီးထွက်ပြေးလွတ်မြောက်သွားတာကြောင့်ကော်ရန်တီကျော်ပင်လည်းပြင်တခြားစစ်ကောင်စီကအပူတပြင်းရှာဖွေနေကြောင်းဒေသခံတွေစီကသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကရင်ပြည်မှာအပြည့်ရကြီးညာထားတဲ့ဆိုတဲ့စစ်ကောင်စီကလက်နက်ကြီးနဲ့လီကြောင်းကတိုက်ခိုက်ခဲ့မှုကြောင့်အရသာပြည်သူ9ဦးသေဆုံးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်မိုးပြင်းမြို့နယ်လိုက်ကော်မြို့ကြားကပီကင်းကော့ကူကြီးရွာမှာအပြည့်ရကြီးညာထားတဲ့စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့လီကြောင်းတိုက်ခိုက်မှုတို့ကြောင့်အရသာပြည်သူ9ယောက်သေဆုံးခဲ့တယ်လို့ကရင်ပြည်မျိုးသားများကာကွယ်ရေးတပ် KNDF ကဧပြီလ9ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ဧပြီလ4ရက်နေ့ကမိုးပြင်းအခြေဆိုင်ခမာယာ422ကမြို့ရင်းနဲ့အနီးဝန်းကျင်ကကျေးရွာတွေကိုတိုက်ပွဲဖြစ်ပွားပဲအကြောင်းမဲ့လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့်ပီကင်းကော့ကူကျေးရွာထဲရှိဒေသခံအရက်သားမျိုးသားတယောက်လက်နက်ကြီးထိမှန်သေဆုံးခဲ့တယ်လို့သိရပါတယ်။မနေ့ကနေ့လယ်ပိုင်းအချိန်မှာလည်းပီကင်းကော့ကူကျေးရွာကိုပဲစစ်ကောင်စီကတိုက်လျင်ဘုံနှလုံးကျင်းချတိုက်ခိုက်ခဲ့တာကြောင့်ကျေးရွာအတွင်းရှိနေအိမ်ဒီထိမှန်ကအရက်သားပြည်သူအမျိုးသား၄ယောက်ထိမှန်သေဆုံးခဲ့တယ်လို့တရားရရှိသူတွေလည်းရှိတယ်လို့သိရပါတယ်စစ်ကောင်စီကမနေ့ကမိုးပြင်းနဲ့တမိုင်ခွဲ2မိုင်လောက်မဝေးတဲ့ပီကင်းကော့ကူကျေးရွာပေါ့နော်အဲ့ဒီနေရာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်တဲ့လက်နက်ကြီးတွေပစ်ခတ်တဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရက်သားပြည်သူ၄ဦးသေဆုံးတဲ့လက်နက်ကြီးတိုက်ခိုက်မှုကြောင့်အရက်သား2ဦးသေဆုံးတဲ့စုစုပေါင်း9ဦးသေဆုံးတဲ့လူ KNDF ပြန်ကြားရေးတာဝန်ခံတာအေဆိုကသတင်းဌာနကိုပြောပါတယ်စစ်ကောင်စီကငလင်ကြောင့်ပြီးခဲ့တဲ့ဧပြီလ2ရက်ကနေ22ရက်ထိရှားရီပြစ်ခတ်ရစဲမယ်လို့ကြေညာခဲ့ပေမဲ့အဲ့ဒီနေ့ကစပြီးဒီကနေ့ချိန်ထိလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပြစ်ခတ်မှုတွေနဲ့စစ်ကြောင်းထူတာတွေဇက်တိုက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါအပြင်ငလင်တန်းစတင်ခဲ့တဲ့မတ်လ28ရက်ကနေဧပြီလ9ရက်နေ့ထိစစ်ကောင်စီကကရင်ပြည်အတွင်းလေကြောင်းတိုက်ခိုက်မှုကြီး3ကြိမ်လှုပ်ဆောင်ခဲ့ပြီးလက်နက်ကြီးပြစ်ခတ်မှုတွေလည်းနေ့စဉ်နှီးပါလှုပ်ဆောင်နေတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်